ကဲဒီနေ့ World Cup Round 3ရဲ့ဒုတိယနေ့ပွဲစဉ်6ပွဲရှိတဲ့ထဲကနေပြီးတော့ကျွန်တော်ကြိုက်4ပွဲကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးပါမယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel တစ်ကိုလည်း subscribe လုပ်ခဲ့ပါဦး။ကဲမနေ့ကတော့ဂိုးတွေပေါ်တယ်ဗောနော်အပေါ်သိန်းတွေစားသွားတယ်။ဘော့စနီးယားပွဲလည်းအပေါ်ဆုံးစားသွားတယ်။ဆွစ်ဇာလန်ပွဲအပေါ်ဆုံးမော်ရိုကိုပွဲအပေါ်ဆုံးဘရာဇီးပွဲကတော့ဘော်ဒီဘော်9ပေါင်းပြန်ခွာမက္ကဆီကိုပွဲအပေါ်ဆုံးဆောက်အာဖရိကနဲ့တောင်ကိုရီးယားပွဲပဲအောက်ဆုံးတစ်ခွက်ဝင်ထားတယ်။အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ညမှာစဉ်းစားတဲ့အခါမှာကျွန်တော်တို့အောက်ကွက်ကိုဦးစားပေးပြီးစဉ်းစားတဲ့တယ်။ဘူကီအနေနဲ့အပေါ်သိန်းတွေကိုရောရတာများလာတဲ့အခါမှာသူတို့အနေနဲ့အောက်ကွက်ကိုသူတို့ရဲ့ထွက်ပေါက်အနေနဲ့ရှာတတ်တယ်ပေါ့ဒီလိုညာမျိုးမှာအဲ့ဒါကြောင့်ကျွန်တော်တို့ကဘူကီထွက်ပေါက်ကိုကျွန်တော်တို့ခြေရခံရမယ်ဒီညမှာ။ကဲဒါဆိုရင်ကျွန်တော်တို့နယ်သာလန်အသင်းနဲ့တူနီးရှားပွဲကိုကျွန်တော်တို့စလိုက်ရအောင်။တူနီးရှားအနေနဲ့အိမ်ပြန်မှုတေချာဝါပြီပေါ့နော်အဲ့အတွက်ကြောင့် तू ကနယ်သာလန်ကို तू ကဖက်ခတ်ဖို့ပဲရှိတော့တယ်တခါတလေမှာအဲ့လိုရွေချက်မရှိတဲ့အသင်းတွေကပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်နောက်တစ်ဆင့်ကိုအုပ်စုပုံနဲ့တက်ဖို့တေချာနေတဲ့နယ်သာလန်ကဒီပွဲမှာ तू ထိုးသားပြော်ဖို့အတွက်လိုအပ်တဲ့သွင်းကိုရအောင်သွင်းပေးနိုင်ပါမလားတူနီးရှားကကြားနာတကောင်လုံးသူ့ကိုပြန်လို့ရင်နယ်သာလန်ကိုပြတ်ဖို့ခတ်သွားလိမ့်မယ်နီးပြရော်နယ်ကိုမန်အနေနဲ့ရှုံးထွက်ပွဲတွေစော့ဖို့အတွက်သူ့ရဲ့ကစားသမားတချို့ကို तू အနားပေးလိမ့်မယ်ဒဏ်ရာရခံမှာမဟုတ်ဘူးနယ်သာလန်ရဲ့အနိုင်ကဒီညကိုမပြတ်နိုင်ဘူးလို့ကျွန်တော်တို့ယူဆတယ်ကျွန်တော်ဒီညတူနီးရှားပေါ်ဒီကြိုက်တယ်ဒီပွဲမှာတော့နောက်တစ်ပွဲကအင်ရှင်အမေရိကန်နဲ့တူရကီပါတူရကီကရှေ့နှစ်ပွဲလုံးမှာလုံးဝဂိုးမရထားဘူးပေါ့နော်နောက်တစ်ဆင့်အတွက်မျှော်လင့်ချက်ဆိုတာလည်းလုံးဝမရှိတဲ့လောက်ပဲသူတို့ကသူ့ကိုဒီညမှာဘယ်သူမှအထင်မကြီးဘူးအမေရိကန်ကတော့ဒီညရှုံးနိုင်တယ်ဒီကြအုပ်စုကိုဖြစ်နေတယ်မနေ့ကမက္ဆီကိုနဲ့ကြေးသွားလာထိုးသားကြိုက်တာချင်းတော်တော်တူတယ်ဒီအမေရိကန်ကအဲ့လိုအချက်လက်တူနေပြီးတော့မနေ့ကမက္ဆီကိုကြေးအောင်ထားတဲ့အတွက်ထိုးသားအနေနဲ့ကမနေ့ကမက္ဆီကိုလည်းအမှတ်မလို့ပဲအုပ်စုကိုဖြစ်ပြီးသားတော့မှအနိုင်ကန်တာပဲဆိုတဲ့စိတ်ကိုဝင်နေတယ်ထိုးသားရဲ့အထက်မှာအဲ့အတွက်ကြောင့်ဒီညထိုးသားတွေကဒီည USA body ကိုမဲလိမ့်မယ်မနေ့ကအဲ့လိုတူတဲ့အနေထားမှာမနေ့ကမက္ဆီကိုကြေးအောင်တို့ဒီည USA ရောကြေးထက်အောင်နိုင်ပါမလားဒီညတော့ဘူကီထွက်ပေါက်ကဒီပွဲလို့ယူဆတယ်ကျွန်တော် USA ကြေးမအောင်နိုင်လို့ကျွန်တော်ထင်တယ်တူရကီအနေလုံးတည်ရလိမ့်မယ်ကျွန်တော်ဒီဘက်မှာတူရကီ body ကိုကျွန်တော်ကြိုက်ပါတယ်ကဲနောက်တစ်ပွဲကတော့ Ecuador နဲ့ Germany ပွဲပေါ့ Ecuador ကနောက်တစ်ဆင့်တွက်ဖို့အတွက်အကောင်းဆုံးအုပ်စုတစ်ယောက်သူမျှော်လင့်ချက်ရှိသေးတယ် Ecuador အတွက်ဒီညအနိုင်ကစားဖို့လိုတယ်တနည်းအားဖြင့်သူဒီည9ရဖို့လိုတယ်ပေါ့အဲ့ဒါကြောင့် Ecuador ကဖွင့်တိုက်လိမ့်မယ် Ecuador ဖွင့်တိုက်ပြီးတ9ရသွားရင် Germany ကြေးအောင်ဖို့အတွက်3ဂိုးသွင်းဖို့လိုအပ်လာပြီဂျာမနီရဲ့တိုက်စစ်က Ecuador ရဲ့နောက်တန်းကို3ဂိုးသွင်းဖို့ဆိုတော့ခက်လိမ့်မယ်ဒီညကျွန်တော်အားကြောင့်ဒီညတော့ Ecuador body ကိုကြိုက်တယ် Ecuador ဒီညသူရုန်းကန်ပြီးတော့ဆော့လိမ့်မယ်သူတို့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်တဲ့အတွက်ကျွန်တော် Ecuador body ကိုကြိုက်ပါတယ်ဒီပွဲမှာတော့နောက်ဆုံးပွဲကတော့ Sweden နဲ့ Japan ပွဲပေါ့နှစ်သင်းစလုံးကနောက်ဆင့်အတွက်အခြေအနေကောင်းနေပြီတစ်ဖက်မှာလည်း Netherlands တူနီးရှားနဲ့တွေ့နေတာမို့လို့ဒီပွဲကသူတို့နှစ်ယောက်ကအုပ်စုဒုတိယလူရတဲ့ပွဲလို့ပြောလို့ရတယ်ဒီပွဲကနောက်ဆင့်အတွက်ကလည်းတိတ်ပူစရာမလိုနှစ်သင်းလုံးကအခြေအနေကောင်းနေတယ်သူတို့နှစ်ယောက်ထိန်းသိမ်းမဲ့ဆော့သွားလိမ့်မယ်လို့ယူဆတယ်ရှေ့ပွဲမှာ Japan တူနီးရှားကိုဒီလိုအခင်းချင်းမျိုးခင်းပြီးတော့သူအပေါ်ဆုံးစားထားတယ်ဒီညမှာတော့ဒီပွဲကတည်ပွဲကိုဦးတည်နေတဲ့အတွက်ကျွန်တော်ကတော့ဒီည Sweden body နဲ့ Sweden goal out ကိုရွေးပါတယ်ဒီပွဲမှာတော့ကျွန်တော်အကြိုက်ကဒီပွဲ Sweden goal out နဲ့ Sweden body ပါအနှစ်ချုပ်ပြန်ပြောရရင်ကျွန်တော်ဒီညရွေးခဲ့တာ Turkey body Ecuador body တူနီးရှား body Sweden body နဲ့ Sweden goal out ပါကျွန်တော်အကြိုက်ဆုံးပွဲကိုကျွန်တော်ရဲ့ Telegram free channel မှာတင်ပေးပါမယ် Telegram link ကိုကျွန်တော် comment မှာချပေးထားပါတယ်အားလုံးပဲ call လက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါ